Michela Bar, sempre dal corso multilinguage del professor Alexander. Oggi parliamo della mise en place. Mise en place è in francese, ma vuol dire apparecchiatura del tavolo. Apparecchiare tavolo. Questa...ပြောတာကဒီနေ့တော့သူစပွဲကုံမှာကျင်းတဲ့ခင်အကဲနဲ့ပွဲတွေမှာအသုံးပြုတဲ့ဒီဇွန်ခင်သားတွေကိုအခေါ်ပြီးပြောတော့သူပြောပြပေးမှာဖြစ်ပါတယ် Questa è la tovaglia. Tovaglia molto grande. စပွဲကင်မှာအကြီးကိုစပွဲကင်လို့ခေါ်ပါတယ် Tovaglietta o sottopiatto. တမင်ပကံအောက်ခံတဲ့ဟာလေးပါဒီစပွဲကင်အသေးစားလေးပေါ့နော် Piatto piano. piatto piano ဆိုတာကထမင်းပကံလိုဟာပေါ့နော်အပြားအကြီးကြီးနေပေါ့နော်အဲ့ဒါမင်းကိုစားတဲ့ပကံလေးပါ Piatto fondo. ဒါကတော့ဇောက်နဲ့တဲ့ပကံလေးပေါ့နော် usually ကတော့ soup စားတယ်မှာသုံးပါတယ် Per le zuppe, come diceva il professore, per le zuppe e i primi. Porta tovagliolo. porta tovagliolo ဆိုတာလေဒီထဲကအဲ့အဝါလေးကတော့ tovagliolo ပေါ့နော်အဲ့ napkin လေးပေါ့နော်အဲ့ napkin လေးကိုထည့်ပြီးတော့ဒီအပေါ်မှာအလှဆင်ပကံတွေမှာအလှဆင်တာလေးကို porta tovagliolo ခေါ်တာပါ Destra. ညာဘက်မှာချပါတယ် Cucchiaio. ဆိုမှာ Per la zuppa va sempre a destra. soup တောက်ဖို့အတွက်ဇွန်မှာတမင်မစားခါကျတော့ဇွန်နဲ့ soup တောက်ပါတယ်ညာဘက်မှာပဲထားပါတယ် Coltello, lama interno. ဒါပါပကံဘက်ကိုချတဲ့အခါမှာဒီအသွားကိုပကံပြားဘက်ကိုလှည့်ထားပါတယ်ဟိုဘက်အပြင်ဘက်ကိုမလှည့်ရပါဘူးအသွားကိုထမင်းပကံဘက်ကိုလှည့်ထားပါတယ် Forchetta. forchetta ဆိုတာခရင်ကိုပြောတာပါ Sinistra. အမြဲတမ်းညာဘက်မှာပဲထားပါတယ် Forchetta frutta o dolce. ဒီကတော့ခရင်အသေးပါအသီးဒါမှမဟုတ်ရင်အချို့ဝက်စားတဲ့နေရာမှာသုံးပါတယ် Cucchiaio dolce. ဒါတော့အချို့ဝက်စားဖို့အတွက်အသုံးပြုတဲ့ဇွန်တေးသေးလေးဖြစ်ပါတယ် Calice. ဝိုင်ဖန်ကွက်ပါ Vino. vino ဝိုင် Bicchiere per acqua. bicchiere per acqua ဆိုတာရေတောက်ဖို့အတွက်ဖန်ကွက်ပါ Vino bottiglia. vino ဆိုတာဝိုင်မှာ bottiglia ဆိုတာကတော့ပလင်ကိုပြောတာပါ okay buon appetito Buon appetito. Ciao.